ကိုချင်းစားတဲ့ဆိုကိုနဲ့နှိုင်းရှင်ငါမကြိုက်တဲ့အလုပ်ဘာလို့သူ့လောက်အောင်မှာတော့ဟုတ်လားငါရိုက်ရင်နာမှာပေါ့သူ့ရိုက်လေသူ့နားရှာမှာပဲမရိုက်နဲ့လေငါဥစ္စာခိုးသွားရင်ငါခံရခဲ့မှာပဲအဲ့တော့သူ့ဥစ္စာလည်းမခိုးနဲ့လေဒီလိုဆိုလိုတာပေါ့ကိုချင်းစားတရားဆိုသည်ကိုမကြိုက်တဲ့အလုပ်ကိုသူများအောင်မလုပ်အောင်ဒီလိုဆိုတာပေါ့ကိုချင်းစားတရားဆိုသည်အဲ့လိုကိုအနေနဲ့ compare လုပ်တာအဲ့ဒါတွေကစိတ်ကောင်းတယ်လို့ပြောအောင်ကိုချင်းစာနာတာမရှိဘူးနော်ကိုချင်းစာနာစိတ်မရှိဘူးဘယ်သူသေးငတိမှာပြီးရောဆိုတဲ့စိတ်ထားမျိုးအရှက်မဲ့တဲ့စိတ်ထားမျိုးတရားတရားကင်းမဲ့တဲ့စိတ်ထားမျိုးပြောချင်ရပြောလုပ်ချင်ရလုပ်တဲ့စိတ်ထားမျိုးတွေဒါတွေကတော့စိတ်ယုံမှာလို့ဒီလိုပြောရမှာပဲအဲ့လိုဆိုလိုတာပေါ့အဲ့တော့စိတ်ကောင်းရှိဖို့ကသိအရေးကြီးတယ်ဆိုတာမြတ်စွာဘုရားဒေသနာတော်မှာလည်းပဲစိတ်ကောင်းမရှိဘူးဆိုရင်အပြောကောင်းအလုပ်ကောင်းမလာဘူးတဲ့မလာရင်ရဇက်ကပါလာတော့ဒုက္ခပဲမကောင်းတဲ့အကျိုးတွေလာမှာပဲမြတ်စွာဘုရားရဲ့ဒေသနာတော်အလွန်ရှင်းတယ်မနောပုပ္ပင်ကမဓမ္မတဲ့သဘာဝတရားတွေကိုစိတ်ကရှေ့ဆောင်နေတယ်စိတ်ကပဲရှေ့ဆောင်နေတယ်ဆိုပြီးတော့ဘုရားဟောတော့မနတစေပဒုဋ္ဌေနမကောင်းတာတွေ6ရုပ်ပြည့်ဆင်းပြည့်ဖြစ်နေတဲ့စိတ်ပြီးပဒုဋ္ဌဆိုတာရုပ်ပြည့်ဆင်းပြည့်ဖြစ်မကောင်းတာတွေကြောင့်ရုပ်ပြည့်ဆင်းပြည့်ဖြစ်သွားတဲ့စိတ်ဟာအဲ့ဒီစိတ်နဲ့ဘာတတိဝါကရောတိဝါပြောလိုက်မယ်လုံးလိုက်မယ်ဆိုရင်တဲ့ဟုတ်တယ်ပဒုဋ္ဌစိတ်ဆိုတာပုံမှန်စိတ်မဟုတ်တော့ဘူးခုနလိုပဲငပြောဘက်ကလေးဟာမကောင်းတဲ့အနတ်နေနဲ့ဖြည့်ဆည်းတာတဘာဝအဖြစ်ငပြောဘက်လေးကယွန်စရာမကောင်းဘူးမကောင်းတဲ့အနတ်ရှိတဲ့အရာတွေနဲ့ပေါင်းလိုက်ရင်ငပြောဘက်ကလေးပါပြည့်ရတယ်အဲ့ဒါလိုပဲကိုယ်စိတ်ကလေးဟာမကောင်းတာတွေမိမိစိတ်ထဲမှာဝင်ရောက်လာပြီဆိုလို့ရှိရင်မနတာစေပဒုဋ္ဌေခေါင်းငပြောရက်ကိုငပိကဖျက်လိုက်တာလူရဲ့စိတ်ကိုလည်းမကောင်းတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေကဖျက်ဆီးလိုက်တာအဲ့ဒီပျက်စီးသွားတဲ့စိတ်နဲ့ဘာတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဘာဖြစ်လဲတတောနံဒုက္ခမနွေတိတဲ့အဲ့ဒီပြောလို့လှုပ်လို့ဆင်းရဲဒုက္ခတွေကတော့လိုက်လာမှာပဲလို့ဒီလိုဟောတာအဲ့ဆိုရ